ထိုလူသည်တန်ရှင်းရေးဝန်ထမ်းတဦးအဖြစ်အလုပ်ရရှိခဲ့သည်ဘောလုံးကန်နေကြသောလူငယ်တစုကိုကြည်ရင်သူသည်မိမိ၏အရေးချင်းကိုထုတ်ပြလိုစိတ်ပြင်းပြလာမိသည်သို့သောကစားသမားများကမူတန်ရှင်းရေးဝန်ထမ်းတဦးသည်ရင်းတို့နှင့်အတူကစားရန်တန်ဖိုးမရှိဟုယူဆခဲ့ကြသည်သူတို့မသိခဲ့သည့်အချက်မှာဤလူသည်တာမန်တန်ရှင်းရေးသမားတဦးမဟုတ်ချင်းပင်လွန်ခဲ့သော10နှစ်ကသူသည်ကမ္ဘာနံပါတ်1ဘောလုံးသမားဖြစ်ခဲ့မှုတော့လေပြိုင်ပွဲတစ်ခုအတွင်းရင်းမတော်တဆမှုဖြစ်ပွားကသတိမေ့မျောသွားခဲ့သည်သူပြန်လို့လာချိန်တွင်သူ၏ဝိညာဉ်သည်10နှစ်ကြာအနာဂတ်ရှိဤတန်ရှင်းရေးသမား၏ခန္ဓာကိုယ်ထဲ၌ပိတ်မိနေခဲ့သည်ယနေ့ခေတ်တွင်ဘောလုံးကစားနည်းအတတ်ပညာများသည်များစွာနှိမ့်ကျသွားခဲ့ပြီးအမျိုးသမီးတဦးဦးဆောင်သည့်ထိုအသင်းသည်လည်းငါးပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့သည်နောက်တစ်ပွဲထပ်ရှုံးမှာကမ္ဘာချန်ပီယံရှစ်ပြိုင်ပွဲမှာထွက်ခွာရတော့မည်ဖြစ်သည်အမန်ဆင်စစ်၏အသင်းမှာထိုတန်ရှင်းရေးသမားကိုယ်တိုင်အတိတ်ကတည်ထောင်ခဲ့သည့်အသင်းဖြစ်သည်ယခုအခါအသင်းမှာအဆိုးရွားဆုံးဆုတ်ယုတ်နေပြီးသူတို့၏အကောင်းဆုံးကစားသမားပင်အခြားအသင်းတို့ပြတောင်းသွားခဲ့ပြီဖြစ်သည်အသင်းသားအားလုံးမှာလည်းနှုတ်ထွက်ရန်ချင်းချောက်နေကြသည်ရင်းတို့ကိုဆွဲဆောင်ရန်အတွက်အမျိုးသမီးဖြစ်သူသည်ဒူးထောက်၍ဆက်နေပေးရန်တောင်းပန်ခဲ့ရသည်နောက်ဆုံးတွင်သူတို့သည်နောက်ဆုံးတစ်ပွဲကစားပေးရန်သဘောတူခဲ့ကြတော့လေကစားသမားတဦးလိုအပ်နေပြန်သည်ပွဲကစားရန်အချိန်ကြီးကပ်နေပြီဖြစ်၍အစားထိုးကစားသမားရှာရန်မဖြစ်နိုင်တော့သည့်အချိန်တွင်ထိုလူကကစားရန်ကမ်းလှမ်းခဲ့သည်သို့သောသူသည်ချက်ချင်းပင်လူပြတ်တပွဲလှောင်ပြောင်ခြင်းခံလိုက်ရသည်ဒါကဘောလုံးကစားတာတန်ရှင်းရေးလို့တာမဟုတ်ဘူးဟုသူတို့ကတယောက်ခဲ့ကြသည်အမျိုးသမီးကပင်ထိုအယူကိုလစ်လျူရှုထားရန်ပြောခဲ့သည်အားလုံးထွက်သွားပြီးနောက်တယောက်တည်းကြံခဲ့သောထိုလူသည်အကျော်လျှော့လေ့ကျင့်ခန်းအနှဲငယ်လုပ်ခဲ့သည်နောက်တစ်နေ့တွင်စောင့်ကြည့်ကင်မရာ CCTV မှတ်တမ်းများကိုကြည့်ပြီးနောက်အားလုံးမြင့်တက်သွားကြသည်အမျိုးသမီးကဒီဘောလုံးကိုဘယ်သူကန်လိုက်တာလဲဟုချက်ချင်းမေးခွန်းထုတ်သည်မည်သူမျှမသိကြပေမှတ်တမ်းထဲတွင်အရှိန်အဟုန်ပြင်းစွာပြန်တန်းသွားသောဘောလုံးတစ်လုံးကိုသာမြင်တွေ့ရသည်မကြမီတွင်တစုံတစ်ယောက်ကထိုကန်ချက်မှာကွယ်လွန်သွားပြီဖြစ်သောဘောလုံးပရင်လက်မှတ်ရနီးစနစ်ဖြစ်ကြောင်းမှတ်မိသွားသည်သို့သောလင်းသည်မိတို့ဖြစ်နိုင်မည်နီဘောလုံးပရင်သည်လွန်ခဲ့သော10နှစ်ကမတော်တဆမှုဖြင့်တေဆုံးသွားသည်ဟုယူဆထားကြပြီးနောက်ပိုင်းတွင်မိသူများထိုနည်းစနစ်ကိုမလုံဆောင်နိုင်ခဲ့ကြချေပါရမီရှင်တဦးရောက်ရှိလာပြီဟုသူတို့ထင်မှတ်နေစဉ်ထိုလူကဒါငါကန်ခဲ့တာဟုဝန်ခံခဲ့သည်ထုံးစံအတိုင်းမိသူများမယုံကြဘဲတန်ရှင်းရေးသမားကလာဟာတာပဲဟုဆိုကြသည်သူကသူတို့ရှိတွင်ထက်မှန်ပြသရန်ကန့်လန့်ခဲ့တော်လဲဘောလုံးကန်မိအချိန်တွင်သူ၏ဖက်နှက်ပေါက်ပြဲသွားခဲ့သည်အမှန်တရားကိုမသိကြသောလူအားလုံးကဝိုင်း၍ရေမောကြသည်ထိုလူကဖက်နှက်လဲရန်ပြင်ဆင်တော့လဲအမျိုးသမီးကမင်းလုပ်ဖြစ်တဲ့တန်ရှင်းရေးပဲဆက်လုပ်စမ်းပါဟုတားဆီးခဲ့သည်ထိုအချိန်တွင်ပြိုင်ဘက်အဖွဲ့ရောက်ရှိလာပြီးစိန်ခေါ်သည်အကယ်၍သူမရှုံးနေပါကအသင်းကိုလွှဲပေးရမည်ဟုသောကတိဖြင့်ပွဲစီစဉ်သည်ထိုပြိုင်ဘက်သည်ကြိုတင်ပြင်ဆင်ထားသူဖြစ်ပြီးကမ္ဘာအဆင့်10အတွင်းရှိသောဘောလုံးပရင်၏စက္ကန့်သူဟုတင်စားခံရသည့်ပါရမီရှင်တဦးကိုခေါ်ဆောင်လာခဲ့သည်ပွဲစတင်သောအခါထိုပါရမီရှင်ကစိတ်မပူပါနဲ့ငါမင်းတို့ကိုအနှဲငယ်လျှော့ပေးပါမယ်ဟုမောက်မာစွာပြောဆိုသည်အသင်းမှလူငယ်လေးမှထိုးရှက်ခွဲမှုကိုမခံနိုင်ပဲတင်ကန်းစာပေးရန်ကြိုးစားသည်ပွဲစားသည်နှင့်သူ၏အကောင်းဆုံးနည်းစနစ်ဖြင့်ကန်သွင်းတော်လဲထိုပါရမီရှင်ကမတားဆီးပဲဂိုးဝင်ခွင့်ပေးလိုက်သည်သူတို့ကထိုသူတုံ့ပြန်ရန်နောက်ကျသွားသည်ဟုထင်ခဲ့တော်လဲအမှန်မှာသူကတမင်ပေးဝင်ခဲ့ခြင်းဖြစ်သည်ဒုတိယအကြိမ်တွင်ပါရမီရှင်ကထိုလူငယ်၏ကန်ချက်ကိုအလွယ်တကူတားဆီးပြီးမင်းကကစားဟန်ကိုပဲပြောင်းနေတာပါရမီလုံးဝမရှိဘူးဟုလောင်ပြောင်သည်ပါရမီရှင်ကန်သွင်းဒီအလှည့်တွင်မူသူ၏ကန်ချက်ပြင်းအားကြောင့်လူငယ်လေးမှလွင့်ထွက်သွားပြီးမကာကွယ်နိုင်ခဲ့ပေရှုံးနိမ့်မှုမှာတေချာတလောက်ရှိနေချိန်တွင်ထိုလူသည်ကွင်းထဲသို့လှမ်းဝင်လာခဲ့သည်မင်းကစားခြင်းလိုလားတန်ရှင်းရေးသမားကလားဟုပြိုင်ဘက်ကလှောင်ရည်သည်သို့တော်ထိုလူသည်အမျိုးသမီးထံမှကောင်းမွန်သောဖက်နှက်တစ်စုံကိုသာတောင်းဆိုခဲ့သည်ထို့နောက်သူသည်ယုံကြည်မှုအပြည့်ဖြင့်မိမိ၏မျက်လုံးကိုပေါ်ဝါဖြင့်စီးလိုက်သည်ဤကဲ့သို့စိန်ခေါ်မှုကိုခံလိုက်ရသဖြင့်ပါရမီရှင်မှာဒေါသတကြီးဖြင့်အစွမ်းကုန်တိုက်စစ်ဆင်တော်သည်အားလုံးကအသက်ရှူမှမတက်စောင့်ကြည့်နေစဉ်ထိုလူသည်အသားအရခုံမြန်လိုက်ပြီးဘောလုံးကိုအားဆိုင်เสียရမလို့ပဲပြန်လဲကန်ထုတ်လိုက်သည်တကွင်းလုံးတိတ်ဆိတ်သွားသည်အားလုံးမှာအံ့အားသင့်လွန်၍စွန့်သွားကြလေတော့သည်